နာခုံးနဲ့ကြိုက်တယ် Daily Drive ကိုတက်တက်လက်လက်နဲ့သုံးကျင်တယ်ဆိုယခုချိန်ကြီးရွေးချယ်စရာဖြစ်နေတဲ့ Redmi Note 15 5G ပထမဆုံး display 6.77 inch ကို OLED panel သုံးပေးထားတယ်ဒီဖုန်းမှာပိုကောင်းလာတာက12 bit color ကိုပြနိုင်တယ်ရခင်ထွက်ထားတဲ့ Note 30 40 ရဲ့ထက်တာတယ် security ဘိုင်းတွေunder display finger ပါမယ်ပုတ်ပုတ်ပပလေးနဲ့မှန်ခုံးဆိုတော့အကျန်းခံနိုင်မလားဆိုရင်ဒီကောင်ရဲ့ website မှာတော့ 1.7 million ပြုတ်ကြရင်မကွဲဘူးလို့တော့ပြောထားတယ်ဒါပေမဲ့အာမခံတော့မပေးထားဘူးနောက်တစ်ခုက IP68 ပါတာဖြစ်လို့ရေစိမ်ခံတာဒို့မဟုတ်ရေထိခံတာရေစိမ်မှကြိုက်တဲ့လူတွေကတော့စိမ်ကြည့်ပေါ့နော် speaker ဘိုင်းမှာလေ studio speaker နဲ့ Dolby Atmos ကို volume 300% ထိအတန်တိုးချက်လုပ်လို့ရမယ်တနေ့တာခံတဲ့ silicon battery 9800ပါတယ်အားသွင်းရတာပြင်းတဲ့လူတွေတော့အရင်အားနေသွင်းနေကြတော့မလို့တော့ဘူးပေါ့နော်ရန်ဖန်ရန်ခါဂိမ်းစောတက်တဲ့လူတွေအတွက်ဒီကောက်မှာပါဝင်တဲ့ SoC က Snapdragon ရဲ့ 6Gen 3 ဂိမ်းစောလို့အဆင်ပြေတယ်ပေါ့နော်အားသာချက်တွေပဲပြောနေလို့ဒီဖုန်းမှာအားနည်းချက်မရှိဘူးလားဆိုရင်တော့မဟုတ်သေးဘူးဒီဖုန်းမှာအားနည်းချက်ကတော့ကင်မရာဘိုင်းကိုပြောလို့ရတယ်ဒီကောင်စာရွက်ပေါ်မှာပါတဲ့ 15 megapixel ကင်မရာကအရန်ကြီးတော့ကောင်းတဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ 4K ဗီဒီယိုတော့ရိုက်လို့ရတယ် Redmi Note 15 5G ကိုဝယ်ယူမယ်ဆိုရင်ဂရီယမ်ရဲ့ဆိုင်ခွဲလေးဆိုင်ဖြစ်တဲ့ညောင်ကလာ6ခွေလှိုင်သာယာရွှေလင်ပန်းလှိုင်သာယာ124မှတ်တိုင်နဲ့တကုံစိန်ကန်း user နာတို့မှာတွားရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ